ယာရှင်ဥနေရှိခိုးသည်ကရုဏာတခင်ဘုရားရှင်ဥနေရှိခိုးသည်ကရုဏာတခင်ဘုရားရှင်ဥနေရှိခိုးသည်ဘုရားယောထွက်နိုင်မှနိဗ္ဗာန်ရတရားတော်ဘာတရားတော်ပါလဲဗမေတ္တလူပါကညောကောတုတကလေးသူမေတ္တေမသူနိဗ္ဗာန်တဲ့လေအခုဥစဉ်တို့ယောဂီတို့တထွေနိဗ္ဗာန်ကိုအလိုရှိပါလေကဲနဲ့အဘယ်ကြောင့်နိဗ္ဗာန်မရကြသေးတာတုံးလို့မေးရုံမထွက်နိုင်သေးလို့ဘာကြောင့်နိဗ္ဗာန်မရကြသေးတာလဲရုံမထွက်နိုင်သေးလို့အရှင်သာရိပုတ္တရာတို့အရှင်မဟာမောဂလာတို့စတဲ့ဧကတာဝကမဟာတာဝကပဂတိတာဝကပုဂ္ဂိုလ်များအဒီနိဗ္ဗာန်ယူကြတာကဘာကြောင့်လဲဆိုရင်ရုံထွက်နိုင်လို့ဘာကြောင့်နိဗ္ဗာန်ရကြတာလဲရုံထွက်နိုင်လို့တက္ကမုဒ္ဒတက္ကခွာတယ်ဝေဒယတတိတဝလောကောနိဗ္ဗာန်တော့ဘလောကောတယ်ဒီတော်တဲ့ဘဝမှာတော့ပမာတိဒီတော်ဘာကိနိဗ္ဗာန်ပတုကိနိဗ္ဗာန်လာလေဘာမိစ္ဆာနိသုတတေဒီပါယောဂီဘာမနာလေတကိနိဗ္ဗာန်ဒီပါလေအရှင်သာရိပုတ္တရာတိအရှင်မဟာမောဂလာတိအရှင်မဟာကတ္တဗတိတပါတိအဝဲတိလောဘလောကနိဗ္ဗာန်အတအခိုင်နိဗ္ဗာန်လေဝါဒပနိပါမနာလေနိဗ္ဗာန်လေဘာမိစ္ဆာလိနိယောဂီတိသုဝေတတေလိဘာမနာလေနိဗ္ဗာန်လေသုဝေတတေလိကဲကြပြီရုံမထွက်နိုင်သေးလို့နိဗ္ဗာန်မရဘူးဆိုတော့ဦးဇင်းတို့ယောဂီတို့တထွေကိုချီးနှောင်ထားတဲ့ကျိုးပဲနဲ့ချောင်းရှိတယ်လေလို့မေး10ချောင်းရှိတယ်ဘယ်နဲ့ချောင်းလဲနည်းနည်းနော်မဟုတ်ဘူးယောဂီကျိုး10ချောင်းအဲ့ဒီ10ချောင်းဖြတ်လို့မရလို့ကတော့လေနိဗ္ဗာန်ဆိုတာရမှာမဟုတ်ဘူးအဲ့ဒီကျိုး10ချောင်းကိုဖြတ်မရဘူးဆိုရင်လူအားတဲ့နိဗ္ဗာန်ရောက်နိုင်ပါမလားမရောက်နိုင်ဘူးရဲ့ယောဂီမေးယောဂီခွာထုံမေတ္တေမသူနိဗ္ဗာန်တေဝလေဘာထုမနာလေပမိစ္ဆာဘာထုပလီယောပလီစတိဝပွေပိုးလေပမိစ္ဆာသောဝဘုဒ္ဓစီယာပလီသောဝပွေပိုးလေဝေဒတခေါ်နေတဲ့ပတတိညာလေပလီသောဝဘာလို့ဘောမူအနောနောကနေ့ပလီသောဝဘုဒ္ဓစီယောပမေတိလာစီကဝေဒပကေရယုတ်သေးလေတာဇလောစေဝိုင်ပြေဘုဒ္ဓစီယောဂီဦးဇင်းတို့ငယ်တို့ကယုတ်သေးဆိုတဲ့ရုပ်စုံတွေ့ဖို့ကြရဲ့လားတွေ့ပါပါဗျာတိတ်တုံလေးနဲ့လေ
အဲ့ဒီစိတ်တုံးလေးကနိုင်ဖို့အတွက်ဘာနဲ့ဆွဲရတယ်ဆိုတော့ကျိုးနဲ့ဆွဲရတယ်ဘာနဲ့ဆွဲရလဲကျိုးတစ်ချောင်းတည်းကရလားမကပါဘူးကျိုးအများကြီးပါအဲ့လိုပါပဲယောဂီများဦးဇင်းတို့ကိုရုပ်တဲ့ပုံမှာကျိုးချီထားတာက10ချောင်းဆိုတော့လွယ်လွယ်နဲ့နိဗ္ဗာန်ရနိုင်ပါမလားမရနိုင်ဘူးဒါကြောင့်နိဗ္ဗာန်ရအောင်အဲ့ဒီကျိုးကိုဖြတ်နိုင်မှသာနိဗ္ဗာန်ရောက်မယ်ဟုတ်ကဲ့လားကဲပြောမယ်ကျိုး10ချောင်းဆိုတာနံပါတ်1အာဝါသပရိဘောဓာပါဠိလိုပြောရင်အာဝါသပရိဘောဓာဘာလဲအာဝါသပရိဘောဓာမြန်မာလိုပြန်ရတော့နေရာထိုင်ခင်းကိုနေရာပေါ်ပြိတ္တာအာဝါသဆိုတာနေရာကိုပြောတာအာဝါသဆိုတာဘာကိုပြောတာနေရာဆိုတဲ့ကျိုးတစ်ချောင်းပေါ့ကဲဟုတ်မဟုတ်ကြည့်ဟောတို့တရားစခန်းသွားရအောင်ဆိုပြီးတော့တချို့ကမအားဘူးကွာအိမ်ဆောက်သူမရှိလို့ဒါအိမ်ဆိုတဲ့ကျိုးသူ့ကိုချီထားအိမ်ဆိုတဲ့နေရာကိုပြိတ္တာတရားနာသွားကြရအောင်ဆိုတော့မအားဘူးတဲ့ဘာကြောင့်လဲအိမ်ဆောက်မရှိလို့တဲ့တရားနာသွားရအောင်ခေါ်ပြန်တော့လေသူ့မှာအားရလားဘာကြောင့်လဲဆိုတော့အိမ်ဆောင်မရှိလို့တဲ့ဒါကြောင့်အိမ်ဆိုတဲ့ကျိုးကတတ္တဝါကိုချီနှောင်ထားလားမချီထားလားအဲ့ဒါကျိုးတစ်ချောင်းပြိတ္တာဒါကြောင့်ဆိုကြည့်နေရာကြောင့်လေမိတာပဲမလွယ်ဒုက္ခရောက်ရသည်နေရာကြောင့်လေမိတာပဲမလွယ်ဒုက္ခရောက်ရသည်နေရာကြောင့်လေမိတာပဲမလွယ်ဒုက္ခရောက်ရသည်အခုတို့ယောဂီများတရားစခန်းပြီးရင်ဘယ်သွားကြမှာလဲအဲ့ဒါကိုပဲကြည့်နိဗ္ဗာန်မရဘူးဆိုတာအာဝါသဆိုတဲ့အိမ်ကိုပြောတာဒီအိမ်ကလည်းသတ္တဝါကိုချီနှောင်ထားတဲ့ကျိုးတစ်ချောင်းလို့မှတ်ပါကဲယောဂီမေဒီယောဂီခွာတသောပါပိဘောဓစီနံပါတ်1အာဝါသပရိဘောဓာအာဝါသပရိဘောဓာနဲ့ပမေတ္တလို့ပါကညောလို့နဲ့တလောတကလေယောဂီတွေဘယ်လားလဲတလောတကလေနာကြီးကြီးသုံးမစေတော်ကြီးတန်စတိဝါဒီယောဂီတသောဝါယये पालो पामा दिया सकालो नाशी में पहले आठों दिया मो नमी को अवैध ताते खले दले खले न मामला ले बाखोशी मामला ले ताने शीशरा हो के ले आठों दिया नमी को ताखला लाबा मामला ले लाबा खोशी के ले खाऊ बोगी लाने में कोमता ले खिला लामा मना ले लामा खोशी योगी के दिया देखा उला तुगले जिले किलेशी कुमेने तालेशी सवा जी गवा सवा योगी दे शी सवा बोले पटने ने बाबा तिमी दे ने बाबा तिया ओ सोले के मुका पुnya loko nibbana aku dia o sole ke muka punya loko nibbana
အာဟုတရားဘာခေါ်ရှိကိုလေတထုပါတက္ကတိတဏိတာသဝါတသဝါယအဲ့ဒီကျိုးကိုမဖြတ်နိုင်တဲ့ရွေးကာလပတ်လုံးပရိသတ်တို့ဤဘယ်တော့မှနိဗ္ဗာန်ဆိုတာမရဘူးကဲဒီကျိုးကိုဘာနဲ့ဖြတ်ရတော့ဆိုတော့ရိုးရိုးဓာတ်နဲ့ဖြတ်လို့မရဘူးဒီကျိုးမမြင်ရတဲ့ကျိုးနဲ့မြင်ရတဲ့ကျိုးနဲ့ချောင်းတို့တွေမြင်ရတဲ့ကျိုးကရိုးရိုးဓာတ်နဲ့ဖြတ်လို့ရတယ်မမြင်ရတဲ့ကျိုးကြတော့ရိုးရိုးဓာတ်နဲ့သွားဖြတ်လို့မရဘူးဉာဏ်ဆိုတဲ့ဓာတ်နဲ့ဖြတ်ရတယ်ဘာနဲ့ဖြတ်ရတော့လွယ်လွယ်လေးပါယောဂီတို့အိဆိုတာဖြစ်ပြက်တာဒီမဲ့ဖြစ်ပြက်အနိစ္စပရိသတ်ဟောအိမ်ဘလောက်ပဲကြီးကြီးဒီအိမ်ဒီတနေ့ကြရင်ပါဖြစ်တော့ပြည့်တာကနိစ္စလားအနိစ္စလားအနိစ္စဒီဘာသစ္စာတော့ဆိုတော့ဒုက္ခသစ္စာအနိစ္စဒီဘာသစ္စာဒါကြောင့်အိမ်ဒီဒုက္ခအိမ်ဒီပါလေဒုက္ခကိုဒုက္ခမှသိလိုက်ရင်လိုချင်တယ်ကလားမလိုချင်တော့ဘူးပြိတ္တာဒါကြောင့်အိမ်ဒီဒုက္ခသစ္စာဒုက္ခကိုဒုက္ခမှသိတာကမေကသစ္စာဟောအဲ့ဒီဒုက္ခကိုသိလဲပြီးတော့လိုချင်တယ်ကလားသိသွားတာကသမုဒိယသစ္စာသိသွားတာကဘာသစ္စာကဲမလူကျင်တော့ဘူးဆိုဒီအိမ်ကိုထိုင်ဆောက်အောင်ပါလေလားအိမ်ကိုမဆောက်ရတော့ဘူးဆိုတာနိရောဓသစ္စာသစ္စာ၄ပါးဆိုင်ရောပြိတ္တာသစ္စာဘယ်နှပါအဲ့ဒီသစ္စာ၄ပါးရလေရရောဒီကျိုးလုံးဝမရှိတော့ဘူးကျိုးပြသွားပြီဟုတ်ကဲ့လားပြောတာကလည်းလွယ်လွယ်လေးတကယ်လက်တွေ့ကြမလို့ဘူးလွယ်ရလားပြန်ပြောမယ်တကောက်အိမ်ဒီဖြစ်ပြဘာသစ္စာဒုက္ခကိုဒုက္ခမှသိတာကဘာသစ္စာမေကသစ္စာဒုက္ခကိုသိတော့မလိုချင်တာကဘာသစ္စာသိသမုဒိယသစ္စာသိမလိုချင်တော့ဒီအိမ်ကိုမဆောက်တော့တာကဘာသစ္စာနိရောဓသစ္စာအဲ့ဒါလိုသစ္စာ၄ပါးရလေရရောယောဂီတို့အိမ်ဒီရှိသေးလားမရှိတော့ဘူးကိုယ်နဲ့ယောဂီတွေတာလရှိနေဒုက္ခသစ္စာသိညာတတ်နေမေဃသစ္စာတာလရှိနေဒုက္ခသစ္စာသိညာတတ်နေမေဃသစ္စာသီသစ္စာနေသမုဒယတပါခောနိဝနိရောဓရဲ့ယောဂီတွေတာလရှိတူသောဒီတဘောနဲ့ဖြည့်လို့မဲ့ဒီနေ့ပါယောဂီတာလနဲ့ဖြည့်လို့မဲ့ကလော့ဒီဘနာပလီနဲ့ကလော့တဲ့ကဲတော့ညောပလီနဲ့ဖြည့်လို့မဲ့ပါနဲ့ဖြည့်လို့မဲ့ပါတော့ကလော့တဲ့ကဲတဲ့မဲတဲ့နဲ့တပတ်ကလော့တဲ့တပ်ပေါ်ညာယောဂီတပတ်ကလော့တယ်မလားကဲနံပါတ်1တာလရှိတယ်လို့ကဲတော့ဝီအိုလောလောကွာကဲတော့ဝီလောပေါ်တာကွာဒါနဲ့ဒုက္ခသစ္စာနာရသစ္စာအော်ရှိကဲတော့ဝီလောပေါ်ကဲတော့ဝီလောပေါ်ကဲတော့ဝီလောပေါ်တော့သိညာတာနိမေကသစ္စာသိညာတာနိမနာရသစ္စာမေကသစ္စာသိညာလို့ရှိတယ်ဘယ်နဲ့လောကောရမေဇေနိတသိဝိသစ္စာတကားနိမနာရသစ္စာသမုဒယသစ္စာမနာရသစ္စာဒီလိုကလောကောမှာဘလို့ခေါ်ရရှိတယ်တပတ်ခေါ်ရရှိပါလိနိရောဓသစ္စာ
ဘာကိစ္စလဲကဲသစ္စာလွိပါတကယ်တော့ရသစ္စာလွိပါမင်းပွေတော့လေရှိသူသောပြည်တော်လေးကိုဟောရဒါကြောင့်ဒီအိမ်ကိုသစ္စာဉာဏ်နဲ့ဖြတ်ပါပြိတ္တာဘာဉာဏ်နဲ့ဖြတ်ရလဲကဲကျိုးတစ်ချောင်းတော့တို့တွေ့လဲတွေ့ပြီးဖြတ်လဲဖြတ်ပြီးပါပြီနောက်ထပ်ကျိုးတစ်ချောင်းလာလေနောက်ထပ်ကျိုးကဘာကျိုးတဲ့လို့ဆိုတော့ပြိတ္တာကုလပရိဘောဓမြန်မာလိုကုလပရိဘောဓဝိပဿနာတော့သိမပါဘူးယောဂီတို့သစ္စာဉာဏ်ဆိုင်အောင်ပြောနေတာကုလပရိဘောဓမြန်မာလိုပြောတော့ဆွေမျိုးကိုပြိတ္တာမြန်မာလိုပြောတော့ပါလေဆွေမျိုးဆိုတာလေကျိုးတစ်ချောင်းပဲအဲ့ဒီဆွေမျိုးဒီဟူသောကျိုးအချီအနှောင်ခံရတဲ့ပုဂ္ဂိုလ်ကမအားဘူးပြိတ္တာအားရတာမအားဘူးကဲကြည့်လေတရားစခန်းသွားရအောင်ဆိုတော့အားရတာဘာကြောင့်မအားတယ်လဲဆိုတော့သာသမီတွေထိန်းနေရလို့မြင်းမြင့်တွေထိန်းနေရလို့ဟောအိမ်မှာကလေးလေးတယောက်ရှိတယ်အမေဖေကယူရီးယားမှာထိန်းနေရတယ်ထိန်းနေရတယ်မအားဘူးပြိတ္တာလို့အခုအဖိုးကြီးအဖွားကြီးများတကယ်ပြန်တယ်တကယ်ပြန်တယ်ဆိုတာဒါပြောတာအဲ့ဒီကလေးလေးတချီချီနဲ့ပြိတ္တာလို့ကျောင်းကအားရရလားတရားအားထုတ်ကိုအားရရလားဥပ္ပုတ္တရေတိလာကိုအားရရလားအဲ့ဒါဘာကြောင့်လဲကျိုးကြောင့်ဘာကြောင့်လဲဘာကျိုးပါလဲဆိုတော့ဆွေမျိုးတည်းဟူသောကျိုးဘာကျိုးပါလဲဆွေမျိုးတည်းဟူသောကျိုးပြိတ္တာဒါကြောင့်ဆိုဆွေမျိုးကြောင့်လဲညိတာပဲမလွယ်ဒုက္ခရောက်ရမည်ဆွေမျိုးကြောင့်လဲညိတာပဲမလွယ်ဒုက္ခရောက်ရမည်ဆွေမျိုးကြောင့်လဲညိတာပဲမလွယ်ဒုက္ခရောက်ရမည်ဆွေမျိုးဆိုကြတဲ့ကောကအရာကျင့်ပြီးဘောပြိတ္တာလို့အမိကြောင့်အဖေကြောင့်သားကြောင့်သမီးကြောင့်အကိုကြောင့်ညီမကြောင့်မောင်ကြောင့်အမျိုးမျိုးသောဆွေမျိုးတွေအများကြီးပဲဒါကြောင့်ဆွေမျိုးဆိုကြတဲ့ကောကအဲ့ဒါကျိုးပဲတာမှတော့ဘာလဲလဲအဲ့ဒီကျိုးအချီခံတဲ့ပုဂ္ဂိုလ်တရားစခန်းသွားလို့ဖြစ်သလားမဖြစ်ဘူးကိုယ်နဲ့ယောဂီတွေကဏပိတိနာပါနိပိနိကောဝတကုလပရိဘောဓကောရလို့နာလဲတလကုလနဲ့ပကောလပုံညာကောပုတိတကလေကောလပုံညာကောနာလဲလုံးမကိုပါကိုပုကိုဝဲကိုနောကိုစောကိုဖိုးကိုလီကိုတခလူပါနေတာပြီးစောတမေရရဲ့ပါမမတလေအာတော်တရားသစ်တဲ့တခလူပါဘာမနာလက်တခလူဘာကွာဖိုးနေဩဒနောဘာကွာလီနေဩဒနောတန်ပလီတကမနာလိလေပလီတဘုံနေတော့မင်းတဲ့တေစေကောပါလက်ဘလောကောနေပါဘုရားတတူပါတကလေကိုမေကောနေဩဆိုလေကေမူပါပုညာလောကောနေပါအာဟုတရားဩဆိုလေကေမူပါပုညာလောကောနေပါအာဟုတရားလေဘောတိဟောတခုနေယတန်နိမောမိဝေတာဇဝါတာဇဝါရောအဲ့ဒီဆွေမျိုးဆိုတဲ့ကျိုးလေးပဲရိုးရိုးဓာတ်နဲ့ဖြတ်လို့ရတယ်လားမရပါဘူးဉာဏ်ဆိုတဲ့ဓာတ်နဲ့ဖြတ်ပါ
ခုနှစ်ကလိုပဲဖြစ်ရပေါ့ဆွေမျိုးနဲ့ဖြစ်ပြဒုက္ခသစ္စာပဲဆွေမျိုးနဲ့ဗါလဲလေဘာကြောင့်လဲဆိုတော့ဆွေမျိုးဆိုတာယုတ်တရားနဲ့နာတရားတွေယုတ်နာမှန်မြတ်တည်မြဲတဲ့ယုတ်နာရှိရတာဖြစ်ပြပဲဖြစ်ပြပါသစ္စာဒုက္ခသစ္စာအဲ့ဒီဒုက္ခကိုသိတဲ့ဉာဏ်ကဘာသစ္စာမေတ္တာသစ္စာသိတော့မလို့ခြင်းတော့ဒါကဘာသစ္စာသိသမုဒယသစ္စာသိမလို့ခြင်းလို့မညှိတော့ဘူးဆိုတာကဘာသစ္စာနိရောဓသစ္စာတရားတစ်ခုတစ်ခုအပေါ်မှာသစ္စာ၄ပါးမြင်အောင်အဲ့ဒါလို့ရှုရအဲ့ဒါသစ္စာဉာဏ်လို့ခေါ်တယ်ဘာခေါ်လဲသစ္စာဉာဏ်လို့ခေါ်တယ်ဦးဇင်းတို့ပဋိစ္စသမုပ္ပါပဋိစ္စသမုပ္ပါဆိုတာကအဲ့ဒီသစ္စာဉာဏ်ကိုဘုရားကဟောနေတာဘုရားပွင့်တာနဲ့တခြားကြပွင့်တာမဟုတ်ဒီသစ္စာ၄ပါးကိုဟောကြည့်လို့ဘုရားပွင့်တာအခုဆွေမျိုးရဲ့အပေါ်မှာသစ္စာဉာဏ်လေးနဲ့ဖြတ်လိုက်တော့ညှိစရာကြံသေးလားမကြံတော့ဘူးကိုမင်းရဲ့ယောဂီမင်းရဲ့ယောဂီခွာတယ်တာလို့ဘောဘောတီဘောပြီးတဲ့ဘောနဲ့နဲ့ရကလောတဲ့ခေဒီလောထောင်းနကလောတဲ့ခေတရားအေးဖို့တကားတဲ့ရှိုးလို့မှလက်ကလောစီရောဒီကတရားဝါဒကားကလောတဲ့ခေဒီကတရားတဲ့ပါရောဒီကဲမင်းတဲ့นี่ဆွေမျိုးပြည်นี่ဘာကလောတဲ့မနာလဲဘာကလောတဲ့တပေါ်ညာဘာကလောတဲ့မနာလဲတပေါ်ညာကဲကလောတဲ့တလေးဆွေမျိုးนี่မနာလဲนี่ယုံနာဆွေမျိုးနဲ့နာလဲဥဒ္ဒယုံရင်နာရေရောယောဂီတလည်းပကောဒပူရဝဲရမို့ရပရဖြီးရထူရနေတလည်းသမုဒိသစ္စာဟောပရမတ္ထသစ္စာကိုလည်းဥဒ္ဒယုံနာတလည်းယုံနာမှလည်းပြတယ်ကလထောယုံနာတော့လောင်းပြီကဟာဝယုံနာကမလို့ကလထောကဟာဝဟာဝနဲ့ဒုက္ခသစ္စာနာရိသစ္စာဒုက္ခမသိညာရနေမေတ္တာသစ္စာသိညာတော့တလောကောလဘသိနေသမုဒယသစ္စာတလောကောလဘတလောတပကွာတဲ့ဒီကွာတဲ့ဖိုးလဘခုလောကဘာလောနေမနာတိသစ္စာဒီအဲ့ဒါလို့သစ္စာ၄ပါးဆိုင်အောင်ကြည့်ကြရင်ပြိတ္တာဒီကျိုးဘယ်တော့မှမပြီးတော့ဘူးကျိုးနဲ့ချောင်းရှိသွားပြီကျိုးကိုလည်းပေါ်ပြပြီးပါပြီကျိုးဖြတ်ပုံဖြတ်ကြီးလည်းပြောပြီးပါပြီအလုပ်ပေးဆိုတာဒါပြောတာပြိတ္တာအလုပ်ပေးဆိုတာခိုင်းတာကိုအလုပ်ပေးတာအခုကျိုးဆိုတာဘာကျိုးလဲပြပြီးပြီအဲ့ဒီကျိုးကိုဘာနဲ့ဖြတ်ရတယ်လဲဆိုတာလည်းပြောပြီးပါပြီကဲနာဘသုံးကျိုးနာဘသုံးကြတော့လာဘပရိဘောဓာဘာလဲလဲလာဘပရိဘောဓာလာဘပရိဘောဓာမြန်မာလိုပြောရင်အောက်စာပေါ်ပရိသတ်ပစ္စည်းအောက်စာပေါ်ပစ္စည်းအောက်စာဆိုတာလဲကျိုးတစ်ချောင်းပဲပရိသတ်ဟောရှင်တို့မြေတို့ကျွဲတို့နွားတို့လေရကိုင်ကျွန်းစသည်အဲ့ဒါကျိုးဟုတ်ကဲ့လားကဲဟောမဟုတ်မင်းကြီးလေတရားစကားသွားရအောင်မအားဘူးဘာကြောင့်လဲရာဘာကြရှင်းနေရသေးတယ်အခုကနေပူလာပြီးမိဘေးအန္တရာယ်လေးရှိသေးတယ်ကိုမိတာလန်လေးပါလေလုံနေရသေးတယ်အဲ့ဒီဥစ္စာကြောင့်အားရလားမအားဘူးအဲ့ဒါမြင့်မြင့်ဥစ္စာအများဆုံးဥစ္စာနားလည်တဲ့ဥစ္စာကိုပြောနေတာတခြားဥစ္စာတွေအများကြီးပေါ့အခုအများကြီးတဲ့ဥစ္စာတွေပြောအခုခိတ္တရကရာဘာချံသိတယ်လည်းမရှိတော့ဘူးဝါတယ်လည်းမရှိတော့ဘူးကုန်ပြီဦးဇင်းတို့ငယ်ငယ်တော့ကြာဥဆိုတာရှာလို့ရနေတယ်အခုကြာပင်မရှိတော့ဘူးတော်မရှိလို့အဲ့ဒါကကြီးအစားအစာတစ်ခုရော့သွားပြီဒါကြောင့်ပြိတ္တာလို့
အဲ့ဒီရာဘချမ်းဒီလည်းပဲကျိုးတစ်ချောင်းပါပဲဟုတ်ကဲ့လားရာဘချမ်းရှင်းနေရတော့ပရိသတ်တို့ရေတရားအားထုတ်အချိန်ရလလားမရပါဘူးဗျာဒါကြောင့်ဆိုကြည့်ဥစ္စာကြောင့်လေမိတာပဲမလွယ်ဒုက္ခရောက်ရသည်ဥစ္စာကြောင့်လေမိတာပဲမလွယ်ဒုက္ခရောက်ရသည်ဥစ္စာကြောင့်လေမိတာပဲမလွယ်ဒုက္ခရောက်ရသည်ကဲတက္ကမုဒိတက္ကပွားလေးနာဘသုံးလေးလာဘပလိဘောဓနားလေတာလလာဘပလိဘောဓနဲ့ပကောလပညာကသုလောခောခုတက္ကသုလောခောခုလေသုလောကိုတက္ကလဘာလေးတာဒီပလိစေဝါယောဂီလေသုလောကိုတက္ကလဘာလေးနာဒီစေဝါလေအကဲပါလောပတေောလေအတောဒီယလှမ်းတဲ့တက္ကလဒီပါတာပကလောပလောဒီရောဘာကြဒီတာလိတစေဝါလေးဒီမိယာတစေဝါတက္ကဩဇုလကေမုပပုညာလောကောနိဗ္ဗာအာဟုတယဩဇုလကေမုပပုညာလောကောနိဗ္ဗာအာဟုတယလေစုလောကိုတက္ကနိယတာနိမောမိဝေတာသဝါတသဝါတက္ကတသဝါယဇောဝနာကေပတေတိညာလေဇောဝါတော့ဘိုးကိုဒိုးတော့တကအကပတေပြာဒီလောနေတော့ဩတသဝါဘူးပမေတိညာတော့ဘဘိုးကိုဒုက္ခပကတော့တဲ့ကွာဒီဩဇာဆိုတဲ့ကျိုးလည်းပဲသစ္စာညာနဲ့ဖြတ်ပါဘာညာနဲ့ဖြတ်ရတော့ကဲဩဇာဒီရုပ်တရားပြိတ္တာဩဇာဒီပါတရားရုပ်တရားဒီတည်မြဲတရားလားဖြစ်ပြတရားဖြစ်ပြပါသစ္စာသီတာကဘာသစ္စာမလိုချင်တာကဘာသစ္စာသိသမုဒယသစ္စာသိအဲ့ဒီသမုဒယသစ္စာသိတော့ဩဇာကြောင့်ဒုက္ခမရောက်တာကဘာသစ္စာနိရောဓသစ္စာသစ္စာ၄ပါးပြိတ္တာအဲ့ဒီသစ္စာဉာဏ်နဲ့ဖြတ်လိုက်တော့ဥစ္စာဆိုတဲ့ကျိုးရှိသေးလားမရှိပါဘူးမရှိတော့ဘူးတက္ကမုဒိတက္ကပွားဒီကနမိတိတာလေကျူလော့ကပေါ်တယ်ရုပ်တရားတာလေရုပ်တရားနဲ့ကဲတော့ဥထောကကဲတော့အာဝကကဲတော့အာဝနဲ့မနာတုသစ္စာသိညာနဲ့မနာတုသစ္စာတလောကောတဘာနဲ့မနာတုသစ္စာသိလေတလောကောတဘာတဘလလူလီနဲ့မနာတုသစ္စာသစ္စာလူပါတကသစ္စာဘာပါလဲတရားနာတယ်ဆိုတာသစ္စာတရားကိုနာမပြိတ္တာအခုကျိုးတစ်ချောင်းကိုသစ္စာ၄ပါးနဲ့ဖြတ်အောင်ဖြတ်ပြီးပြောလိုက်ပါပြီခုပဲချောင်းပြီးသွားသုံးချောင်းကဲနာဘ၄ကျိုးပြိတ္တာနာဘ၄ကြတော့ကဏပရိဘောဓဘာလဲလဲမြန်မာလိုပြောရင်တော့အခွဲအစည်းပေါ့အခွဲအစည်းကြောင့်မအားဘူးဆိုတာအဲ့ဒါကျိုးအကြည့်ခံရတယ်ဟုတ်ကဲ့လားအခွဲအစည်းဆိုတာရှိတယ်ပြိတ္တာအဲ့ဒီအခွဲအစည်းကြောင့်မအားဘူးဆိုတာကအဲ့ဒါကျိုးအကြည့်ခံရလို့ဟုတ်ကဲ့လားလူအတိုင်းအဝဲရဲ့လူပဝန်းကျင်ရဲ့အဖွဲ့အစည်းရဲ့ဆိုတာရှိတယ်ကိုပြိတ္တာအဲ့ဒီကဏပရိဘောဂဆိုတာအဖွဲ့အစည်းကျိုးကိုပြောနေတာအဖွဲ့အစည်းကြောင့်မအားခြင်းဒီလည်းပဲအဲ့ဒါကျိုးအချီအနှောက်ခံရတာပဲအဲ့ဒါဉာဏ်ကြီးရှိပါတယ်အဖွဲ့အစည်းကြောင့်ဟုတ်ကဲ့လားဥမာဖယားဆိုတဲ့ဂောဘကအဖွဲ့ရရွာဆိုတဲ့ကြည်ရွာအုပ်ချုပ်ရေးအဖွဲ့
ဟောတိုင်းပြည်တို့နိုင်ငံတို့အဖွဲ့ဆုံးကိုပြိတ္တာအဲ့ဒီအဖွဲ့ကြောင့်မအားတာကအဲ့ဒါကဏပရိဘောဂဟုတ်ကဲ့လားအဲ့ဒီကျိုးကိုမဖြတ်ဘူးဆိုရင်လည်းပဲနိဗ္ဗာန်ရနိုင်ပါမလားမရပါဘူးဘာနဲ့ဖြတ်ရတော့သစ္စာဉာဏ်နဲ့ဖြတ်ပါအဖွဲ့ဒီယုံနာယုံနာအပြင်အဖွဲ့ရှိသေးလားမရှိပါဘူးယုံနာဒီတည်မြဲတာဖြစ်ပြလားဖြစ်ပြပါသစ္စာသိတာကပါသစ္စာမလူကျင်တာကပါသစ္စာသိမညှိတော့တာကပါသစ္စာသစ္စာဉာဏ်လည်းရရောခုနေကကြိုးကြံသေးလားမကြံတော့ဘူးကိုမင်းနဲ့တကားမှုတွေတကားခွာလောကောဩဇောလကေမုပပုညာလောကောနိဗ္ဗာန်အာဟုတရားဩဇောလကေမုပပုညာလောကောနိဗ္ဗာန်အာဟုတရားလောအဖွယ်ကိုတကလူနိယတာနိမောမြဝဲတာသဝါတသဝါရတကဝိပဿနာတရားခိုင်ရင်းရင်းဆိုတော့နာကလည်းရင်းရင်းလေးထားမှာသာယာနာပြောလို့ရှိမှာကိုတရားရင်းပြီးတော့နာကနုနေရင်တရားတခြားနာတခြားပဲပြိတ္တာဒါကြောင့်ဦးဇင်းတို့တရားဟောတဲ့နေရာမှာပြောပြီးတာမနေ့ပိုင်းတရားကတစ်မျိုးနေ့လည်းပိုင်းတရားကတစ်မျိုးညပိုင်းတရားကတစ်မျိုးဟောအခုနေ့လေတရားဆိုတော့လူကြီးတရားလေလူကြီးတရားဆိုတော့တရားကနည်းနည်းရင့်တယ်ပြိတ္တာဒါမဲ့ဒီနေ့ဟောတဲ့တရားကသိချင်းတာလည်းမဟုတ်ဘူးကျိုးဖြတ်ပုံဖြတ်နည်းကိုပြောတာမနုမရင့်လေးပါပဲအပြိုလူပြိုတရားဟုတ်ကဲ့လားသိအပူကြီးလည်းမဟုတ်ဘာကြောင့်လဲဆိုတော့ဝိပဿနာစစ်စစ်လည်းမဟုတ်ဘူးလေအခုကဦးဇင်းရှင်းရှင်းပြောရင်အလုပ်ပြေမဟုတ်ဘူးဒါအောင်ယောဇနာတိုက်တွန်းတဲ့တရားအသိပေးတဲ့တရားပဲရှိတယ်အလုပ်ပေးတရားမဟုတ်တာအသိပေးတရားငါတို့ကိုကြိုးချီနှောင်ထားပါကလားဆိုပြီးတော့သိအောင်ဒီကျိုးကိုဘာနဲ့ဖြတ်ရလဲဆိုတာသိအောင်အဲ့ဒါအသိပေးတရားပဲရှိသေးတယ်အလုပ်ပေးစစ်စစ်မဟုတ်ဘူးပြိတ္တာကဲနံပါတ်၄ကကိုနည်းကကဏပရိဘောကအဖွဲပေါ့တပည့်ရရောက်ပြီတလည်းအဖွဲတကားနေနာကြီးကြီးကဲတော့ဒီကိုထောတော့ကဲတော့ဒီဟာပေါ့ကဲတော့ဒီဟာပေါ့တကားကြီးကဲတော့ဒီဟာဘောမနာတိကိစ္စသိညာနဲ့မနာတိကိစ္စတလောကောလည်းဘာနဲ့မနာတိကိစ္စသိလဲဟောတတဆဲလို့ဘာနဲ့မနာတိကိစ္စနိရောဓသစ္စာသစ္စာလိပါမင်းပွဲတော့ပြည်တဘောလေးကိုတရားပြည်တဘောလေးတော့အခုကျိုးလေးချောင်းရတော့ကဲနာဘငါကျိုးပြိတ္တာနာဘငါကျိုးကြတော့ကာမပရိဘောဂကာမပလိဘောဓပလိဘောဓအဲ့ဒီကာမပလိဘောဓကျိုးညာမလည်းပြောရင်အလုံးအကင်ပေါ့အလုံးအကင်ကြလည်းမအားဘူးပြိတ္တာအားရလားဘာလုံးရတယ်ညာလုံးရတယ်ပေါ့အလုံးမျိုးစုံပေါ့အလုံးမျိုးစုံလုံးတဲ့ပုဂ္ဂိုလ်ဟာအားရလားမအားဘူးတော့ပြိတ္တာဒါကြောင့်အလုံးကြီးလည်းကျိုးတစ်ချောင်းပါပဲအလုံးကြီးလည်းအဲ့ဒီကျိုးကိုဒီတိုင်းထားမှလားဖြတ်မှလားဘာနဲ့ဖြတ်ရတယ်ညာနဲ့ဖြတ်ပါကိုယ်ကဖြတ်နီးပြောလိုက်ပါပြီအလုံးကဒုက္ခသစ္စာသိတာကမေကသစ္စာမလို့ရှင်တော့တကသမုဒိယသစ္စာမလို့တော့တကនិရောဓသစ္စာဟုတ်ကဲ့လားခံဉာဏ်လေးဖြစ်သွားပြီလေနားလည်ပြီကိုပြိတ္တာသစ္စာလေးပါနားလည်တော့လေတရားကတစ်လုံးတည်းလေအလုတ်ကဘာသစ္စာသိတာကဘာသစ္စာသိသွားတာကဘာသစ္စာအချီမခံရတာကဘာသစ္စာ
အဲ့ဒီသစ္စာဉာဏ်ရပြီဆိုရင်အလုံးဆိုတဲ့ကြိုးလည်းရှိသေးလားမရှိတော့ဘူးဒီရဲ့ယောဂီမျိုးတွေယောဂီပါကာမပရိဘောဓကာမပရိဘောဓဒီမလားလဲတမတဖိတမတကနားလေတလတဖိတမနာကြီးကြီးမင်းစုံကတော့ပထကတမအမျိုးမျိုးမာစီမာတဝဲမာကလောမာပတကရဲ့တမနဲ့ပြီးခတော့ရောတမမျိုးဝတ်တဲ့မျိုးနဲ့ကထကထပါရောကုမေယဘုန်းနဲ့ဒေသကထတော့တမတိတော့ပြီးတဲ့ဘောနဲ့ဘဘပါတယ်ကွာဘဘတော့တယ်ကွာဘာတော့လဲကွာဘာတော့လဲပေါ်ညာကွာဘာတော့လဲပေါ်ညာမင်းတဲ့ဗမေတော့လို့နေတလည်းပြည်နေတလည်းတမနေမနာတိသစ္စာသိညာနေမနာတိသစ္စာသိခွေနေမနာတိသစ္စာသစ္စာတော့ဘာဝနေမနာတိသစ္စာသစ္စာလိပါပမေသိညာတစ်မျိုးနဲ့ယောဂီတွေပြည်တဲ့ဘောလေးကိုတရားကဲနိပြည်ပွဲဘောလေးလေဘယ်လိုချောင်းငါချောင်းကိုလေးကအာဝါသရဲ့လာဘရဲ့ကုလရဲ့ကနရဲ့ကာမရဲ့နောက်နာဘကြောင့်အာဓပရိဘောဓအာဓပရိဘောဓဘာလဲလဲအာဓပရိဘောဓဆိုတာခကြီးကိုပြောတာခကြီးကိုပြောတာပြီးတော့သွားရလာရသွားရအောင်မယ်လာရအောင်မယ်အဲ့ဒါဂျိုးပရိဒါကဲတို့လမ်းရွှေမင်းမှာတရားအားထုတ်သွားရအောင်ဆိုတော့မအားဘူးငါရံကိုသွားရအောင်မယ်အဲ့ဒါဂျိုးဟုတ်ကဲ့လားမအားဘူးမော်လမြိုင်သွားရအောင်မယ်မအားဘူးကိုယ်လေးသွားရအောင်မယ်အဲ့ဒါခကြီးအဲ့ဒီခကြီးဆိုတဲ့ကျိုးလည်းပဲပြိတ္တာတို့အထင်မသိနဲ့လူကိုချီနှောင်တတ်တဲ့ကျိုးတစ်ချောင်းပါပဲဟုတ်ကဲ့လားအဲ့ဒီကျိုးကိုဒီတိုက်ထားမှလားဖြတ်မှလားဘာနဲ့ဖြတ်ရလဲညာနဲ့ဖြတ်ပါဖြတ်ဖို့ဖြတ်နီးသိသွားပါပြီဟုတ်ကဲ့လားကျိုးတစ်ချောင်းကိုအမိပြုပြီးတော့သစ္စာ၄ပါးမြောင်ကြည့်ပါကျိုးတစ်ချောင်းနဲ့သစ္စာ၄ပါးကျိုးတစ်ချောင်းနဲ့သစ္စာ၄ပါးကိုပြိတ္တာဒါကဆိုကြည့်ခရီးကြောက်တယ်ညှိတာပဲမလွယ်ဒုက္ခရောက်ရမည်ခရီးကြောက်တယ်ညှိတာပဲမလွယ်ဒုက္ခရောက်ရမည်ခရီးကြောက်တယ်ညှိတာပဲမလွယ်ဒုက္ခရောက်ရမည်ဟောပရိသတ်အဲ့ဒီခကြီးဆိုတာလေသာပညာမဟုတ်ဘူးဒါလေကျိုးပဲအခုဦးဇင်းတို့ယောဂီတို့ဒီခကြီးတိဟုသောကျိုးရှိလားမရှိလားရှိတယ်လူလည်းရှိတယ်ဘုန်းကြီးကရှိတာပဲပရိသတ်တို့သွားရအောင်ပဲဟုတ်ကဲ့လားအခုတရားစရဏစစချင်းထောင်လို့ဆရာတော့ကြွနိုင်ရလားသွားရအောင်ပဲအဲ့ဒီခကြီးဆိုတဲ့ကျိုးနတ်ရှင်ရဲ့တရားစကားပြီးသွားရအောင်ပဲပြိတ္တာအခုသွားမှာကဗုဒ္ဓဂါယလက်ွယ်နဲ့သွားရအောင်ပဲအဲ့ဒါခကြီးသွားတဲ့နောက်ပိုင်းမှာတရားစခန်းအားလုံးကိုတပည့်နဲ့လွှဲတာမအားဘူးအဲ့ဒါသွားရအောင်ပဲအဲ့ဒါကျိုးကိုပြိတ္တာကျိုးဘုန်းကြီးကတော့မင်းတို့ကျိုးပြပါမင်းတို့ကျိုးပြပါပြောနေတာပဲဘုန်းကြီးလည်းပြီးမှကျိုးတယ်ပြီဒါကြောင့်ပြိတ္တာဒီကျိုးရှိနေတဲ့ရဲ့ကာလပတ်လုံးနိဗ္ဗာန်ရနိုင်ပါမလားရနိုင်ပါဗျာဘုမင်းနဲ့ယောဂီမျိုးတွေယောဂီဘာတွေနာဘ6နဲ့ကောဝတာအာဓာပရိဘောဓဘာလဲလဲအာဓာပရိဘောဓပရိတေလပုညဝတ္တလေတတိယောဂီမနာလေလေ
le taki aga pemete le athau dia le na yu taklu di ba yi japa le le wi de ku so bo taklu di ba yi japa le le mo le ne so bo ta le ga klu ga ye dia sakan lui do pwe ro li daga ji daga ma ji de o ro la sa da ma taklu di ba yi ba ki ta le taki ga tu me ya ta le taki ke ta le myo de taki myo de myo de pli o de yo pli do ya pli de ba ne ka pa de ne ba ka do de ba ka do de yu ke ba po nya ke ba e pa do de po nya ni mna de po nya le sissa nya mna de le e da so yi ju chao chao ya ba ba le chao ya baကျိုး6 6ရသွားပြီပြိတ္တာဟုတ်ကဲ့လားကဲကျိုး9 6အဲ့ဒီ9 6ကြတော့ဘာကျိုးတဲ့လို့ဆိုတော့ပြိတ္တာလို့သိပ္ပပရိဘောဓာတဲ့ဗါတယ်လေသိပ္ပပရိဘောဓာကံထပရိဘောဓာလည်းခေါ်တယ်သိပ္ပပရိဘောဓာလည်းခေါ်တယ်အတ္တပညာသင်ယူတာပြိတ္တာအတ္တပညာကိုသင်ယူတဲ့ကျိုးအခုပြောလေတရားစကားသွားရအောင်လို့ပြောတော့မအားသေးဘူးကြောင်တက်ရသေးတယ်အဲ့ဒါကိုပြိတ္တာလူကြီးကြတော့မအားဘူးသိတန်းတက်ရသေးတယ်အားရလားအတ္တပညာသင်ယူရအောင်မှာပြိတ္တာခလေးဆိုကြောင်တက်ရမယ်ပေါ့လူကြီးဆိုသိတန်းတက်ရမှာပေါ့အခုခေတ်ကပေါ်လာတဲ့သိတန်းဒါကြောင့်တန်းပြီးတက်ရုံနဲ့တရားအထောက်ခြင်းရတာအဲ့ဒါကျိုးပြိတ္တာအတ္တပညာသင်ယူတဲ့ကျိုးဗါလဲလေအတ္တပညာသင်ယူတဲ့ကျိုးအဲ့ဒီကျိုးရှိနေတဲ့ရကာလပတ်လုံးကတော့နိဗ္ဗာန်ရနိုင်ပါမလားမရနိုင်ပါဘူးဗျာအဲ့ဒီကျိုးကိုဒီတိုင်းထားမှလားဖြတ်မှလားဖြတ်ပါဗျာဘာနဲ့ဖြတ်ရတယ်လဲဉာဏ်နဲ့ဖြတ်ပါသိစ္စာဉာဏ်လေးနဲ့ဖြတ်ပါဟုတ်ကဲ့လားဖြတ်ဖို့ဖြတ်ပြီးတော့သိသွားပြီဟုတ်ကဲ့လားတရားနာလေဆိုတာသိအောင်နာတာအခုစစ်တရားဟောတယ်အလွယ်ဆုံးကိုရွေးချယ်ပြီးတော့ဟောနေတာမှန်ပြီလွယ်အောင်လေဟောတလုံးကြီးတက္ကန္တကြီးပြောသွားရင်ယောဂီတို့နားရှုံးမှာစိုးလို့တရား10လုံးကိုဖြတ်ဖို့တစ်မျိုးတည်းနဲ့ဟောသွားတာအဲ့ဒါဆိုယောဂီတို့ရပါရောဘောကုမေဘုန်းကြီးယောဂီမျိုးတွေယောဂီပါတယ်နံပါတ်9နဲ့တမာလုပိယောဂီမလားလုပိရဲ့ဘာမင်းတဲ့လေအတော်တရားလက်တခုတွေပါပတ်ထော်ဒီကျိုးဒီတမေရလက်တခုတွေပါပတ်ထော်ဒီတင်တန်းဒီတတ်တမာလုတလားတတ်တမာလုတပါလိနာကြီးကြီးစတိဝါကောတသောဝါပါမေဟုတ်တဲ့ရွေးကိုနိဗ္ဗာန်ကတူရမေနဲ့ကပါတဲ့နေဝါကတော့တဲ့ကောပါတော့လို့မလားလေပါတော့ပေါ်ညာပါတော့လို့မလားလေကဲကျိုးပဲ6ရကျိုးကို6ကဲကျိုးရှိ6ပြိတ္တာကျိုးရှိ6ကြတော့ဘာကျိုးတဲ့လို့ဆိုတော့သူကညာတိပရိဘောဓာညာတိပရိဘောဓာမြန်မာလည်းပြောရင်တော့တပည့်ဒီပေါ်ပြိတ္တာဆွေမျိုးဒီတပည့်ဒီကိုလကကုလပရိဘောဓာမှာဆွေမျိုးပါပြီဆိုတော့သူ့ကိုတပည့်တစ်ခုပဲယူလိုက်တပည့်ကြောင့်မအားဘူးပြိတ္တာသာသမီကြောင့်မအားဘူးပြိတ္တာဟောတရားအထုတ်သွားရအောင်မအားဘူးတပည့်ဒီစာပြရအောင်လေဟုတ်ကဲ့လားငါတပည့်ဒီထိုင်ရအောင်လေဟောအဲ့ဒါလို့တပည့်ကြောင့်မအားဘူးဆိုတာလေကြိုးတစ်ချောင်းပဲဆရာမဆိုတပည့်ဘုန်းကြီးဆိုတကားဟုတ်ကဲ့လား
အဲ့ဒါကျိုးပဲပြိတ္တာဒီကျိုးဒီတဲ့ထားမှာလားဖြတ်မှာလားဖြတ်ပါဗျာဘာနဲ့ဖြတ်ညာနဲ့ဖြတ်ပါကဲနံပါတ်8ပြည်နေမလားလေတကားလေဘူတရားပလက်ပြည်နေနားလေလောနေပို့ဖို့တိဖို့ပြည်နေလေနံပါတ်2နဲ့ပတဲဝီအခုနံပါတ်8ညာတိပြည်ပေါ်တာတရားလေပလက်အခုတခလူပါတပည့်ရသိစာကြကျိုးဒရာမူဒရာဘာအတော်ရခရလောမရကိုလေလောပလက်အခုသောခါနာကိကေတကတဲ့လောတကောင်းပါကိုလေခရဟောတကောင်းပါနာကိလေသောကကိုလေခရတန်နေကိုဝေဒညာတိပရိဘောဓာပြည်တော်ဘောနဲ့မျိုးတည်တည်းဘလောကောနေပါပကတိယမဲတဲ့နေဒီတော်ကဒီတော်ဘာပါဇနေဝပါကလောတေဝဘာကလောဒီယိုယိုကေဝပေါ်ညာကေဝအေးပေါ်ညာကေနိပိပွေပေါ်လိလေပေါ်ပေါ်လိကဲနာဘကိုကြတော့ပြိဿာအာဘာဒပရိဘောဓာတဲ့အာဘာဒပရိဘောဓာညာမလို့ပြောတော့အနာယောဂညာမလို့ပြောတော့ပါလေအနာယောဂတရားအထုတ်သွားရအောင်သွားတော့အတတ်နဲ့ကခါနာတယ်ဒုနာတယ်စက်ကြောတက်တယ်အကျော်တင်းတယ်ဘောပြိတ္တာထောင်းတာကျင်တာညောင်းတာကြိုက်တာအဲ့ဒါအနာယောဂပဲအဲ့ဒါလည်းကျိုးတစ်ချောင်းပဲပြိတ္တာလို့ဒါကြောင့်ဦးဇင်းတို့ဝိပဿနာကိုသုံးနေကြတဲ့ကလေးတို့ရှိတယ်လူကြီးယောဂဝိပဿနာကိုဦးဇင်းတို့ဘယ်လိုနာမည်ခေါ်လို့လူကြီးယောဂပြိတ္တာတရားစခန်းစလာပြီးဆိုလူကြီးတွေနာကုန်ပြီလူကြီးတွေနာကုန်ပြီပြိတ္တာတရားထိုင်ရမှာကြောက်လို့အဲ့ဒါတရားစခန်းလည်းနီးလာတော့အဖိုးကြီးဖွားကြီးတွေကအရှင်ဘုရားသွားတော့သွားကြည့်ပါရဲ့ဗျာဒီမှာဒုကြိုက်နေလို့ဒီမှာခါနာနေလို့ဒီမှာစက်ကြောတက်နေလို့တရားစကားမပြီးမချင်းသူမထဘူးဒါကြောင့်ဝိပဿနာကိုဦးဇင်းတို့နာနဲ့ပြောင်းပြီးတဲ့လူကြီးယောဂဘာယောဂလဲဒါကြောင့်ဒီယောဂကြောင့်လည်းပဲပြိဋ္ဌာတို့တရားရနိုင်ရလားအဲ့ဒါကျိုးတစ်ချောင်းပဲဒီယောဂကိုမဖြတ်ကြည့်ရကာလပတ်လုံးတရားရနိုင်ပါမလားဒီတိုင်းထားမှလားဖြတ်မှလားဘာနဲ့ဖြတ်ရတော့ညာနဲ့ဖြတ်ပါရဲ့ယောဂီတွေနံပါတ်9အာဘာဒပရိဘောဓာတဲ့တသာပိယောနာရုပ်ကြီးတဲ့တသာပိတသာမင်းဩနာနာကြီးကြီးနာထုတ်တရားကဲကဲပါသမတရားစကားတော့ပါလေကောလီအဝဲတဲ့တာကြီးစားတာခော့စားတာပလို့စားတာပေါ်ထောကမြေအစာဤကမြေတီဘီကမြေသေတောကနှလုံးဝတတိနေတကားအထုတ်တရားကဲရမဲတဲ့တသာနာကြီးကြီးပြည်တော်ဘိုးကြီးတကားတသာပြည်တော်ဘိုးကြီးစောကဗမေတိညာပကပါတဲ့နေကပကတော့ပြေကောပါတော့လည်းမနာဘူးလေအေးပါတော့လည်းပေါ်ညာဟုတ်ရလားလေကတော့ကျိုးကိုကြောင့်ရှိပါဘူးကဲနံပါတ်10အဲ့ဒီပရိဘောဓာတဲ့ပြိဋ္ဌာအဲ့ဒီပရိဘောဓာမြန်မာလိုပြောရင်တော့တကူကိုအာနာဘောယာဓုဘောပြိဋ္ဌာအဲ့ဒီပရိဘောဓာပရိဒါရအတိများတဲ့ကယာဓုကြောင့်လည်းမအားဘူးပြိဋ္ဌာအားရလားယာဓုကြီးတွေအလုပ်များတယ်ပဲတရားအထုတ်သွားရအောင်ဆိုတော့မအားဘူးတဲ့ယာဓုကရှိနေတော့စီမံရအောင်မယ်ဟုတ်ကဲ့လားဒါကြောင့်ယာဓုကြီးလည်းကျိုးတစ်ချောင်းပါပဲယာဓုဆိုတဲ့ကျိုးရှိနေတဲ့ဒီကာလပတ်လုံးအချိန်ရရလားမရပါဘူး
မရဘူးဒါကြောင့်ဒီယာတုဆိုတဲ့ကျိုးကိုဒီတိုင်းထားမှလားဖြတ်မှလားဘာနဲ့ဖြတ်ရတယ်ညာနဲ့ဖြတ်ပါဓာတ်နဲ့သွားမဖြတ်နဲ့ပြိတာယာတုကြီးတဲ့ကောင်ဓာတ်နဲ့သွားခောက်လို့ကတော့၅ပါးမှောက်ပြီးတာမှအဲ့ဒါပြိတာလို့သိစညာလေးနဲ့ဖြတ်ဟုတ်ကဲ့လားဓာတ်နဲ့ဖြတ်လို့ရသလားမရဘူးပြိတာလို့မမြင်ရတဲ့ကျိုးကိုရိုးရိုးဓာတ်နဲ့ဖြတ်လို့မရဘူးဉာဏ်ဆိုတဲ့ဓာတ်နဲ့ဖြတ်ရတယ်ဟောကိစ္စဉာဏ်လေးနဲ့ဖြတ်ရဲ့ယောဂီဘုရားယောဂီခွားပြီးနာဘတစီနိကောတဲ့အိဋ္ဌိပရိဘောဓနားရအိဋ္ဌိပရိဘောဓမေတ္တာလည်းဘုံညောကရတုတကလွန်ရတုဟောတခုပါတပည့်ရကျုပ်ကသာတကတဲလူကလည်းတဲပဲပက္ကစဘောဘူးလို့မေကေရဆေမူလီဟဲ့ပြဖြူရရာအိမူမောဒီတခုတော့ကျေးရောအောင်ထားမောဖြောက်လို့ဆိုတဲ့တရားတော်ပါခလူကတကများသောအားဖြင့်ယာဒူမင်းဥတော်တော်နဲ့တခလူကအားတော်တကားကိုမင်းနဲ့ယာဒူနာကပလီတဘောစီတမယယာဒူပလီတဘောနဲ့ပမင်းညာလည်းပလီဘဂပါတယ်နဲ့ကဘဂတော်တယ်ကတော့တဲ့ယူယူကေကပေါ်ညာကေကဒီပါတယ်ပေါ်ညာယာဒူနာဒီကေကေရောဝိဟာဘောကိုနာတိသစ္စာယာတုနဲ့နေဝိဩထောကပြုတ်တဲ့လေရမဲတဲ့နဲ့ယာတုနဲ့ကေရောဟာဘောကိုနာတိသစ္စာသိညာနဲ့နာတိသစ္စာတလောကောလဘသိနဲ့နာတိသစ္စာလူလီနဲ့နာတိသစ္စာအေးဒါကြောင့်ပရိသတ်တို့ကနေ့ကျိုးဆက်ကြောင်းအဲ့ဒီကျိုးဆက်ကြောင်းကိုရုပ်ထွက်နိုင်မှာဗါလဲနိဗ္ဗာန်ရမယ်တဏှာဒီပွဲပေါ်လေယောဂီဒီပေါ်ဒီစနေတော့မိတယ်မှာဒီလိုဆိုလေကုမင်းနဲ့ဦးစင်းတဲ့တဲဒီထုံမိတယ်မှာဒီနိဗ္ဗာန်ရုပ်ထွက်နိုင်မှာနိဗ္ဗာန်ရအမိရတဲ့တရားတစ်ပုဒ်ခဏတဏှာဤတိတိအချိန်ပြည့်ပါသဖြင့်အာဗမဒေနာဘေကဝိတံဝတိထာဘေကဝေကိုတရားနာရရောက်လာကြကြဒုတိယနာပြိဋ္ဌာပေါင်းတော်ကောင်းတို့အာဗမဒေနာမနစ်မလျောမပေါ်မစတော်ဒီတရားတို့ဖြင့်တံဝတိထာကိုစီကိုငါအတ္တိအတ္တိကြည်ကြပွားများအတုံနိုင်ကြပါစေကုန်တည်းဤသို့ပြုရာပနာမနှင့်ဒါနတိလာဘာဝနာဟုမြတ်ကောင်းမှုကိုမိဘဆရာမြတ်တက္ကနှင့်ယာမရာဇာအင်္ဂတက္ကသာဒွာဩကောဘုံ30ဖြည့်ပြည့်သမျှသတ္တဝါအနန္တတုအားရညပါစေအမြဝေဤသောကုသလာမြတ်ပေါင်းများကိုအမြရ၍ချမ်းသာကြသည်ဖြစ်ကြစေကုန်တော်ကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်တော်